မင်္ဂလာပါဒီနေ့တော့ AI ကိုပို့ပြီးကောင်းကောင်းသုံးနိုင်ဖို့အရေးကြီးတဲ့အကြောင်းအရာတစ်ခုကိုကြည့်ကြရအောင်အဲ့ဒါက Google ရဲ့ Prompting Essentials သင်တန်းကအဓိကအချက်တွေ AI ကိုကိုလိုချင်တာရအောင်ဘလို့ညွှန်ကြားချက်ပြီးမယ်အဲ့လာကို Google ကကျွမ်းကျင်သူတွေကသင်ပေးတာဆိုတော့တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ဟုတ်နော်ဆိုဒီနေ့ကျမတို့ကအဲ့ဒီသင်တန်းကအဓိကသင်ခန်းစာတွေလက်တွေ့သုံးလို့ရမယ့်နည်းလမ်းတွေအခြေခံသဘောတရားတွေကိုအတူချုပ်လေ့လာကြည့်ကြမယ်ဆိုတဲ့သဘောပေါ့နော်ရွေချက်ကတော့ AI ကိုအကျိုးရှိရှိသုံးချင်တဲ့သူတွေကလေအဆင့်50ပါတဲ့ framework တစ်ခုကိုတိကျတင်ပြထားတယ်ပထမဆုံးက text ပေါ့ AI ကိုဘာလို့စေချင်တာလဲဆိုတာရှင်းရှင်းလင်းလင်းပြောဖို့ဒုတိယက context ဘယ်လိုနောက်ခံအခြေအနေအထွက်လဲဆိုတာထည့်တော့က references လိုအပ်ရင်ကိုးကားလျာအချက်လက်ဥပမာစာသား file တို့ link တို့ပေးတာစတုထက evaluate AI ကပြန်ပေးတဲ့အဖြေကိုတုံးတက်ဖို့နောက်ဆုံးပြန်မအဆင့်က iterate လိုအပ်ရင်ပြန်ရေးဖို့ထပ်မင်းဖို့ပေါ့ prompt ကောင်းကောင်းရေးတတ်သွားရင်ဘာတွေအကျိုးရှိမလဲဟုတ်prompt chaining ဆိုတာကလေရှုပ်ထွေးတဲ့အလုပ်တစ်ခုကိုအဆင့်လေးတွေခွဲလိုက်ပြီးပထမ prompt ကရတဲ့အဖြေကိုဒုတိယ prompt အထက် input အဖြစ်ဆက်သုံးထားတဲ့နည်းလမ်းမျိုးဒါဆိုအဲ့လိုထိရောက်က prompt တွေရေးဖို့သင်တန်းမှာအဓိကဘာကို focus လုပ်ထားလဲ framework လိုမျိုးရှိလား prompt ကောင်းတစ်ခုရဖို့အတွက် AI ကိုယ်တိုင်ကိုအကူအညီတောင်းပြ prompt ရေးခိုင်းတဲ့နည်းလမ်း prompt ဘယ်လိုရေးရမလဲဆိုတာကို AI ကိုပြန်မေးတာပေါ့ဗျာဒါကတော့တော်တော်မိုက်တယ်ပါတယ်ပြီးတော့ကိုယ်ပိုင် AI agent တေးသေးလေးတွေတိစောက်ပြီးတိတိုင်ကိစ္စလေးတွေအတွက်သုံးတာမျိုးလည်းသင်ပေးတယ်ဒီသင်တန်းရဲ့ဗီဒီယိုတွေအတွက်အဓိကရည်ရွယ်တာလေ AI စသုံးမဲ့သူလားသုံးနေကြသူလားအားလုံးအတွက်တင်တော်ပါတယ် AI ကိုအခုမှစသုံးကြည့်ချင်တဲ့သူရောသုံးနေကြပေမဲ့ပိုပြီးစနစ်တကျထိရောက်သုံးချင်တဲ့သူရောပေါ့အဓိကက AI ကိုကိုယ့်အတွက်အလုပ်လုပ်ပေးအောင်ဘယ်လိုညွှန်ကြားရမလဲဘယ်လိုခိုင်းရမလဲဆိုတာကိုနားလည်သွားစေဖို့ပဲဒါပေမဲ့ prompt engineer လို့အလုပ်အကိုင်အတွက်တိုက်ရိုက်ပြင်ဆင်ပေးတာမျိုးတော့မဟုတ်ဘူးပေါ့အဲ့လိုမဟုတ်ဘူးဒါပေမဲ့လုပ်ငန်းခွင်တော်တော်များများမှာအရင်အသုံးဝင်တဲ့ AI prompting skill တွေကိုတော့ဒေတာဝရရှိစေမှာပါဆိုဒီနေ့ဆွေးနွေးခဲ့တဲ့ Google Prompting Essentials သင်တန်းရဲ့အနည်းချုပ်ကိုပြန်ကောက်ရရင်တော့ AI ကိုထိရောက်ညွှန်ကြားဖို့စနစ်ကျတဲ့အဆင့်5ဆင့်ပါ framework ကိုအသုံးပြုပြီး prompt ရေးနည်းကိုလက်တွေ့ကျသင်ယူနိုင်မယ်ဒါကအချိန်ကုန်သက်သာစီပြီး AI ကနေအကျိုးရှိတဲ့ရလဒ်တွေရအောင်အကူအညီပေးတယ်ပေါ့မှတ်ပါတယ်အဆုံးသတ်အနေနဲ့ထပ်ပြီးအလေးပေးပြောချင်တာက prompting ဆိုတာ AIC ကအဖြေတစ်ခုရဖို့မေးလိုက်တာတသက်မဟုတ်ဘူးဒါကကိုတကယ်လိုချင်တဲ့တိကျပြီးအသုံးဝင်တဲ့ရက်လက်တွေရလာအောင် AI နဲ့အပြန်အလှန်စကားပြောဆိုဆက်သွယ်နေရတဲ့ပိုကောင်းအောင်ပြုပြင်နေရတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ဆိုတာကိုနားလည်ဖို့အရေးကြီးတယ်အထူးသဖြင့်ရလာတဲ့ရက်လက်ကိုသုံးသပ်ပြီးပြန်လည်ပြုပြင်ခြင်း evaluate and iterate ရဲ့အရေးပါပုံကိုပေါ့